အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့မိမိရဲ့ Facebook အကောင့် page နာမည်ရှင်းလေးမျှဝေပေးတော့မှာဖြစ်ပါတယ် Okay ဒါဆိုရင်တော့ကျွန်တော်တို့တစ်ခါကြည့်လိုက်ပါမယ်ပထမဆုံးအနေနဲ့ကျွန်တော်တို့ကမိမိရဲ့ Facebook ကိုတစ်ခါဖွင့်ပေးပါမယ်ပြီးရင်တော့မိမိရဲ့ profile ကိုတစ်ခါတွားလိုက်ပါမယ်အပေါ်မှာရှိတဲ့ setting ကိုတစ်ခါထည့်လိုက်ပေးလိုက်ပါမယ်ဒီလိုမျိုးပေါ်လာပြီဆိုလို့ရှိရင်ဒီအောက်နားလေးမှာရှိတဲ့ See More in Account Center ဆိုတဲ့နေရာလေးကိုတစ်ခါနှိပ်ပေးလိုက်ပါဒီလိုမျိုးပေါ်လာပြီဆိုလို့ရှိရင်ကျွန်တော်တို့ကမိမိရဲ့ profile ကိုတစ်ခါထည့်နေပေးလိုက်ပါမယ်ဒီလိုမျိုးပေါ်လာပြီဆိုလို့ရှိရင်ကျွန်တော်တို့ကနာမည်ရှင်းမှာဖြစ်တဲ့အတွက်အပေါ်ဆုံးမှာရှိတဲ့ name ကိုတစ်ခါထည့်နေပေးလိုက်ပါမယ်ပြီးရင်တော့ဒီလိုမျိုးပေါ်လာပြီဆိုလို့ရှိရင်ကျွန်တော်တို့ကမိမိရှင်းရတဲ့နာမည်ကိုဒီနေရာလေးမှာထည့်လိုက်ပါမယ်နာမည်နှလုံးဆိုလို့ရှိရင်အပေါ်မှာတစ်လုံးအောက်မှာတစ်လုံးရှင်းပေးပေးပါနာမည်သုံးလုံးဆိုလို့ရှိရင်တော့အပေါ်မှာနှလုံးအောက်မှာတစ်လုံးထည့်လိုက်ရင်ရပါတယ်โอเคကိုကဒီလိုမျိုးထိပ်ပြီးပြီဆိုလို့ရှိရင်ဒီအောက်ဆုံးနားလေးမှာရှိတဲ့အကြံစာတန်းလေးကိုထည့်လက်ကောင်းနှိပ်လိုက်ပါမယ်ပြီးရင်တော့ Facebook ကနေပြီးတော့သူချိန်လို့ရတဲ့နာမည်တွေဒီနေရာမှာချထားပေးပါတယ်ဒီနေရာမှာကိုကြိတ်တဲ့နာမည်လေးရဲ့ဘေးနားမှာအဆက်ကလေးကိုတောက်လိုက်ပါဒီလိုမျိုးတောက်ပြီးဆိုလို့ရှိရင်တော့ဒီအောက်နားလေးမှာရှိတဲ့ CV chain ဆိုတဲ့နေရာလေးကိုထည့်လက်ကောင်းနှိပ်ပေးလိုက်ပါโอเคဒါဆိုရင်တော့နာမည်လေးချိန်သွားပြီပဲဖြစ်ပါတယ်ကျွန်တော် Facebook အကောင့်လေးကိုထပ်ပြီးတော့ထပ်တစ်ခါဝင်ဆန်းကြည့်ပါမယ်။ Okay ဒီနေရာလေးမှာမိမိရဲ့ Facebook နာမည်လေးချိန်သွားပြီပဲဖြစ်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။